United တို့ထိပ်တန်းဆင့်ပြန်ရအောင်ဘာတွေပြင်ဆင်ပြောင်းလဲရမလဲဘာတွေလုပ်တင်တယ်လဲပရိသတ်များမင်္ဂလာပါပရိသတ်တွေအတွက်အားကစားအကြောင်းအရာတွေကိုတင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့7 Sport YouTube Channel ကနေပရိသတ်တွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီချိန်က United ဆိုတာဘယ်လိုသိမျိုးလဲအထူးတလဲမိတ်ဆက်နေစရာတော့လုံးမဲမထင်ပါဘူးခန်းထားတဲ့တမိုင်းကြောင်းတွေစူပလာအောင်မြင်မှုတွေနာမည်ကြီးနီးပြတဲ့ကစားသမားတွေစတဲ့အရာတွေနဲ့ United အသင်းဟာတစားစင်ထားခဲ့တာပါဒါပေမဲ့လည်းအဲ့ဒီအရာတွေဟာအခုဆိုရင်တော့မူးရင်ရှူဖို့မရှိတော့ဘဲနဲ့တမိုင်းကြောင်းစင်လာကြီးမားမှုတွေကိုပဲအတိတ်မှာထားခဲ့လိုက်ပါတော့လို့ပြောရမလို့ပါနောက်ပိုင်းနီးပြတွေလက်ထက်မှာအောင်မြင်မှုတွေကိုစုခူးနိုင်ခဲ့တဲ့ဆိုပေမဲ့လေယူရိုပါလိ FA ပလာနဲ့ကာရာဘန်စူပလာတွေလောက်သာစုခူးနိုင်ခဲ့ပြီးနီးပြဖောက်ကူဆာဟာသူနဲ့တူအောင်မြင်မှုတွေကိုတိတ်ယူသွားသလားလို့တော့မေးယူရပါမယ်ယူနိုက်တက်ဟာဒီနောက်ပိုင်းမှာတော့အဓိကစူပလာတွေရယူနိုင်ရေးတဲ့ချန်ပီယံလိဝင်ခွင့်သေးကြဖို့ကိုအဓိကအာရုံစိုက်နေပြီးနောက်ဆုံးနှစ်ဆက်တိုက်ချန်ပီယံလိဝင်ခွင့်နဲ့လွဲချော်ခဲ့ရပါတယ်ယူရိုပါလိမှာချန်ပီယံဖြစ်ခံနေမှာဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပြီးမျောလင့်ချက်တွေအားလုံးတဲတဲရင်သူဖြစ်ခဲ့ရပါတယ်။ဒါကြောင့်မှယူနိုက်တက်တို့နောက်ရာသီမှာဥရောပဝင်ခွင့်မရဘဲနဲ့ပြည်တွင်းပြိုင်ပွဲတွေမှာပဲရှင်ပြိုင်ကစားသွားရမှာပါ။ဒါဆိုရင်ယူနိုက်တက်ဘာတွေမှားခဲ့လဲ။ထိပ်တန်းစင်းတစ်ခုကိုပြန်လည်ရောက်ရှိဖို့ဘာတွေပြင်ဆင်ဖို့လိုအပ်လဲ။ဘယ်သူတွေကိုအသင်းထံအရယူခေါ်ဖို့လိုအပ်တယ်လဲ။ဒါတွေကိုတင်ဆက်ပေးသွားမှာပါ။ယူနိုက်တက်ဟာနီးပြဆက်ဆက်လက်ထက်မှာအသင်းအတွင်းပြဿနာတွေကိုမဖြေရှင်းနိုင်ခဲ့တာကြောင့်နောက်ဆုံးမှာလမ်းခွဲခြင်းဆိုတဲ့ယာတွေနဲ့ပဲယူနိုက်တက်ကိုနှုတ်ဆက်ခဲ့ကြရပါတယ်။ United အတွင်းပြဿနာတွေဟာတော်တော်လေးကိုဆိုးရွားနေပြီးပိုင်ရှင်သစ်ဖြစ်ခဲ့တဲ့ Aeneas မိသားစုရောက်ရှိလာပြီးနောက်ပိုင်းမှာလည်းအသင်းရဲ့ဝန်ထမ်းများစွာကိုကုန်ကျစရိတ်တွေလျှော့ချနိုင်ဖို့အတွက်အလုပ်ပြုတ်ခြင်းတွေလှုပ်ဆောင်ခဲ့ပါတယ်။လက်ရှိ United အသင်းမှာပြင်ဆင်ပြောင်းလဲလို့ရတဲ့အရာကိုသာပြောင်းလဲတင်တာပါ။အသင်းရဲ့လုပ်ပိုင်ခွင့်အပြည့်စုံကိုနေပြန်အမိုတွေကအပြည့်အဝထိန်းချုပ်သွားဖို့လိုအပ်နေပြီးအသင်းအတွက်မလိုအပ်တဲ့ကစားသမားတွေကိုရှင်းထုတ်ရဲဖို့နဲ့အသင်းကိုတစ်စိတ်မြင့်တင်ပေးနိုင်တဲ့ကစားသမားတွေကိုလည်းအသင်းထံအရခေါ်ယူနိုင်ဖို့ပါပဲ။အဆိုးတွေကအကောင့်ဟာချန်ပီယံလိဝင်ခွင့်မရခဲ့ခြင်းလို့ဆိုရမှာဖြစ်ပြီးအသင်းကိုပြင်ဆင်ရေးတရားသီစာရရှိသွားမှာပါ။ပြန်ပွဲဝင်အဆင့်ဆိုရတဲ့ကိုပိုးတောင်းအသင်းကိုအစိတ်မြင့်တင်ပေးရမှာဖြစ်ပြီးကမ္ဘာမှာလူကြိုက်များသောအသင်းဖြစ်နေရက်တည်နေခြင်းကိုတည်မြဲနေအောင်လှုံ့ဆော်သွားရမှာပါ။ဒါပြင်နောက်တဲ့အရေးကြီးတဲ့အချက်ကတော့အပြောင်းရွှေ့မှာစနစ်တကျလှုံ့ဆော်တတ်ဖို့ပါပဲ။နာမည်ကြီးတဲ့ဆိုရတဲ့အသင်းအတွက်လိုအပ်တဲ့ကစားသမားတွေနဲ့အသင်းအတွက်တကယ်ပေးဆက်လို့စိတ်ရှိတဲ့ကစားသမားတွေကိုအသင်းထံအရခေါ်ယူဖို့ပါပဲ။ United ဟာနောက်ဆုံး200သီးတွင်းမှာရောင်းမဝင်မအခြေအနေတွေကိုကြုံတွေ့ခဲ့ရပြီးနာမည်ကြီးတောင်ပိုင်းကစားသမားတွေကိုအသင်းထံခေါ်ယူရမှာအရှုံးပေါ်ခဲ့တယ်လို့ပဲဆိုရမှာပါ။ဆန်ဂျိုကိုပေါင်တန်း80ဝန်းကျင်နဲ့ခေါ်ယူခဲ့တယ်လို့အန်တိုနီယိုလည်းပေါင်တန်း80ကျော်နဲ့ခေါ်ယူခဲ့တာပါ။ဒီကစားသမား2ဦးကိုယင်းနှိမ့်မြုပ်နေရမှာရှုံးပေါ်ခဲ့ပြီး2ဦးစလုံးဟာအသင်းရဲ့ကစားပုံကိုက်ညီခြင်းမရှိခဲ့ပါဘူး။ဆန်ဂျိုဟာချယ်ဆီအသင်းကိုအငှားပြောင်းရွှေ့ခဲ့တယ်လို့အန်တိုနီယာလည်းရီယယ်ဘတ်တီအသင်းကိုအငှားပြောင်းရွှေ့ခဲ့ပါတယ်။ဆန်ဂျိုဟာချယ်ဆီအသင်းမှာအရင်ကောင်းမွန်ခြင်းမရှိခဲ့ပေမဲ့အန်တိုနီကတော့ဘတ်တီအသင်းမှာနေချင်းညာချင်းရွှေ့ဖြစ်ခဲ့ပါတယ်။ယူနိုက်တက်မှာမြင်တွေ့ရခြင်းမရှိခဲ့တဲ့ယုံကြည်မှုတွေသွင်းကိုတွေကိုဘတ်တီအသင်းမှာပြသနိုင်ခဲ့ပြီးအငှားစာချုပ်ပြေးသွားခဲ့ပြီးနောက်ပိုင်းမှာတော့ဆန်ဂျိုရောအန်တိုနီပါယူနိုက်တက်ထံပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒီကစားသမား2ဦးအနေနဲ့အသင်းအတွက်အကျိုးပြုနိုင်ဖို့ဆိုတာတော်တော်ကိုပြောရခက်စေပြီး2ဦးနှစ်ဖက်အတွက်အကျိုးရှိဖို့ဆိုရင်တော့အသင်းမှာဆက်လက်ထားရှိတာတဲ့ရောင်းချလိုက်တာပုံမကောင်းမွန်စေမှာပါ။နောက်ထပ်တောင်ပိုင်းကစားသမား2ဦးဖြစ်ခဲ့တဲ့ဂါနာဂျိုနဲ့ရက်ဖူဟာလည်းယူနိုက်တက်ကနေတေချာပေါက်ဆုံးခွာမဲ့တောင်ပိုင်းကစားသမားတွေပါ။ယူနိုက်တက်တရားတောင်ပိုင်းကစားသမား4ဦးထိရောင်းချလိုက်မယ်ဆိုရင်ဒီကနေပြောင်းရွှေ့ကြီးပေါင်တန်း200လောက်အနည်းဆုံးရရှိနိုင်ပြီးအသင်းအတွက်အရေးပါမဲ့ကစားသမားတွေကိုလည်းပြန်လည်ဖြည့်တင်းသွားမှာပါ။ယူနိုက်တက်အသင်းဟာလက်ရှိမှာတော့ကုညာ2ဦးတဲကိုသာခေါ်ယူနိုင်သေးပြီးတော့မဖြစ်မနေသွင်းကိုလိုအပ်တဲ့တိုက်စစ်ပိုင်းအတွက်တော်တော်မီတိုက်စစ်မှု2ဦးကိုခေါ်ယူသွားရအောင်ပါ။ဒီတိုက်စစ်မှုကိုခေါ်ယူဖို့အတွက်လေဈေးကွက်တွေကိုဝင်ရောက်ရှာဖွေနေခဲ့ပေမဲ့လက်ရှိအချိန်ထိတော့ပြေပေါ်ခြင်းမရှိသေးပါဘူး။ဒါကြောင့်လာမယ့်ရာသီသစ်မှာယူနိုက်တက်ပြန်လည်ဥမော့လာဖို့နံပါတ်1အရေးကြီးဆုံးကတော့နီးပြအမ်မိုရင်ပြည်လုံရဲကန်ရဲဖို့လိုအပ်နေခဲ့တာပါ။ဒါဆိုတော့ယူနိုက်တက်တို့ဟာနေချင်းညာချင်းချန်ပီယံဆုကိုစင်ခေါ်လာနိုင်ခြင်းမရှိရင်တော့အဆင့်တစ်ခုကိုပြန်လည်ရောက်ရှိလာမှာပါ။ကဲဒါဆိုရင်တော့ပရိသတ်တွေအတွက်ဒီတစ်ပတ်7 Sport ဖွဲ့သားတွေတက်ဆက်ပေးခဲ့တာကယူနိုက်တက်တို့ထိပ်တန်းစစ်မြန်ရအောင်ဘာတွေပြင်ဆင်ပြောင်းလဲရမလဲ။ဘာတွေလုပ်တင်တယ်လဲဆိုတဲ့အကြောင်းအရာပါ။ဗီဒီယိုကိုကြည့်ရှုပေးနေတဲ့ပရိသတ်တွေအနေနဲ့လည်း United အသင်းပြန်လည်ဥမော်လာဖို့ဘာတွေလိုအပ်နေမလဲဘယ်သူတွေခေါ်ယူဖို့လိုအပ်တယ်လဲဆိုတဲ့အကြောင်းအရာတွေကို comment ပေးကဝင်အောင်ဆွေးနွေးနိုင်ပါတယ်။ဒါ့အပြင်ကျွန်တော်တို့ရဲ့7 Sport YouTube Channel ကို Subscribe လုပ်ထားခြင်းအပြင်လည်းဘောလုံးအားကစားနည်းနဲ့ပတ်သက်တဲ့ဗဟုသုတများစွာရရှိမှာပါ။နောက်ထပ်ပတ်ဒီမှာလည်းပရိသတ်တွေတို့အားကစားနဲ့ပတ်သက်တဲ့ဗဟုသုတရရှိစေမယ့်အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်